မိတ်ဆွေရဲ့လုပ်ငန်းမှာမိတ်ဆွေမရှိဘူးဆိုလို့ရှိရင်လုပ်ငန်းကရပ်သွားမှာလားရပ်သွားတယ်ဆိုလို့ရှိရင်တော့မိတ်ဆွေမှာလုပ်ငန်းဆိုတဲ့ business ရှိတာမဟုတ်ပေနဲ့အလုပ်ဆိုတဲ့ job တစ်ခုရှိနေတာလို့ကျွန်တော်ပြောချင်ပါတယ်ဘာလို့အဲ့လိုပြောလဲဆိုလို့ရှိရင်တကယ် business ဆိုတာပိုင်ရှင်ရှိမရှိသူ့လိုလေးပတ်နေတဲ့စက်တစ်ခုလိုဖြစ်နေရပါမယ်လုပ်ငန်းရှင်တော်တော်များကဘာလုပ်တဲ့ကြလဲဆိုလို့ရှိရင်ဘသူလုပ်အဖြေတစ်ခုလေးထွက်လာတဲ့စနစ်တစ်ခုကိုတိဆောက်အောင်မဲ့စားလူယုံမွေးတာလူတယောက်ပေါ်မှာပုံအောပြီးအလုပ်လုပ်တာအဲ့လိုမျိုးအလုပ်လုပ်တတ်ကြတယ်ပေါ့နော်အဲ့ဒါကမကောင်းဘူးလားဆိုလို့ရှိရင်ရေတိုအတွက်ကတော့ကောင်းပါတယ်ဒီချိန်မှာတော့အရန်အန်တွေများပါတယ်အဲ့ဒါကြောင့်စနစ်ဆိုတဲ့ system ကိုမဖြစ်မနေတိဆောက်ရတာဖြစ်ပါတယ်စနစ်တစ်ခုရှိလာပြီဆိုလို့ရှိရင်မိတ်ဆွေမရှိဘူးဆိုလို့ရှိရင်လည်းအလုပ်တွေကပုံမှန်တိုင်းလေးပတ်နေမယ်ဝန်ဆောင်မှုရည်သွေးရလည်းအမြဲတမ်းတပြေးညီဖြစ်နေပါလိမ့်မယ်နောက်တစ်ခုကမိတ်ဆွေကအလုပ်ထဲမှာနစ်နေမဲ့အစားအလုပ်ကိုဘယ်လိုကြီးထွားအောင်လုပ်ရမလဲဘယ်လိုရှေ့ထွင်ရမလဲဆိုတာကိုအချိန်ပေးပြီးတော့လေစဉ်းစားလို့ရတော့မှာဖြစ်ပါတယ်နောက်ဆုံးတစ်ခုမေးချင်တာမိတ်ဆွေရဲ့လုပ်ငန်းကိုစနစ်တကျ system နဲ့လေးပတ်ရှင်တာလားဒါမှမဟုတ်လူတွေကိုယုံကြည်ပြီးတော့လူတယောက်ပေါ်မှာမူတည်ပြီးတော့အလုပ်လုပ်ရှင်တာလားစဉ်းစားကြည့်ပါ system တိဆောက်ပုံနဲ့ပတ်သက်ပြီးတော့နောက် content မှာ SOP ဆိုတဲ့ Standard Operating Procedure အကြောင်းကိုကျွန်တော်ပြောပြပေးသွားမှာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ